တားရီတို့ဒီကွန်ဘိုသုံးမယ်ဆိုရင်2%မှာရှုံးဝဲမရှိတော့ဘူးကဲဒါကြီးကတော့2% 6000ကျင်းပွဲပဲဖြစ်ပါတယ်ဖဲအဖွဲရတာပါမယ်ကနဖီယာဒီမှာလည်းလာတော့ကြည့်အိုးချုံထဲမှာ Pipret ပဲကောက်တော့ finalize ပဲနေတာတခုမှနောက်ကဖီယာပါဝင်လာခဲ့ပြီဆိုတော့ဖလီကလေးပြီးဘန်နောက်မှလည်းတော် fan ပဲကောက်ဒီဇိုင်းလှိုက်သွားပြီးတောင်းချောင်းဆိုပဲရိုက်ချဝိုင်းရင်းနဲ့ပဲအိုးဗတ်တက်ကောင်တန်းတော့ကြာနောက်မှလည်းစီဗန်နာအနေနဲ့ပြန်ပြီးခုချိုးတိုင်းမှာ2%ဆိုတဲ့ခိုက်တဲ့တခုထပ်မီးသွားအောင်မလားဘက်တရီကဖြစ်ဖို့လို့ရှိနေနေပဲနောက်မှလည်းတောင်းချောင်းပဲတိုင်းခုတိုင်းပဲစီဗန်နာ damage ကြားထဲမှာဖီယာနဲ့ပြန်ပြီးဘန်မာဂရီချင်းလိုက်သွားဆိုတော့မရဘူးနောက်မှလည်း emergency ပေးပြီးဆိုတဲ့ခိုက်တဲ့တခုမှလည်းကနဖီယာတကောင်တန်းတော့ကြောင်ဝိုင်းနေပဲ1.1 trade လေးလို့ပြန်လှုပ်ထားသေးတယ်ဗျဒီဘက်မှာလည်းတောက်ချောင်း migration ကော်ဖန်ပတ်စင်ကြိုင်နောက်မှာလည်း Pipret နှစ်ကောင်ကြားထဲမှာတော့ဒါကနဖီယာအနေနဲ့တော့တန်းပြီးတော့ပြတ်သွားခဲ့တယ်ကြောင်ကြီးဘလူးတွေကလည်းတော်တော်ကောင်းတယ်ကဖီယာဗလေးပဲသွားကြော်စားနှစ်ကောင်လုံးရှိတယ် emergency Pipret တကယ်ကောင်းတဲ့ combo ဖီယာအနေနဲ့တော့တန်းပြီးတော့ပြတ်သွားပြီကြောင်ကြီးโอเคဒီမှာလည်း2ဖီယာနဲ့ရိုက်ခွဲပြီးအိုး Pipret ဖလီကာကျန်ပြီနောက်က emergency migration ကောက်ဝင်တယ်ဆိုပေမဲ့လည်းဖီယာကောင်တန်းကြဝိုင်းတာ2 man ဘိုင်းကလာတက်တယ်ဆိုပေမဲ့လည်း damage ရရိုင်းတော့လောက်မနေခဲ့ဘူးဗျကဲဒီမှာလည်းချီလိုရှိနေပြီဘလူးတင်းအနေနဲ့တော့တောက်ဆက်ပဲအိုးဖီယာပြေတော့ဝင်သွားခဲ့ပြီ Pipret ကောက်ဖမ်းနဲ့ဘဲကောက်ဒီဇိုင်းပြန်တော့ပြီး migration ကောက်ဖမ်း emergency 1 land 3နဲ့ဆိုပေမဲ့လည်းကံပြေကောင်တန်းတော့ကြာဝိုင်းတယ်ပဲနောက်မှာဘန်ဒန်ကောင်မှာထက်ကြ 1.1 trade ဆိုပေမဲ့လည်းကဖီယာအနေနဲ့တော့ပြန်ပြီးတော့ဒီဘက်လာနိုင်သေးရဲ့ဗျကဲ2ဆိုတဲ့နေသားတစ်ခုနောက်ကလည်းဖီယာပြေတော့ Pipret right တိုင်းသွားကြတယ် emergency တွေကြားထဲမှာတော့ကဲဖီယာကောင်တန်းပြတ်သွားတယ်ဒီကြောင်โอเคဒီမှာလည်း2ဖီယာတောက်ကြပြရိုက်ခွဲဖို့ကြိုးစားနေဆိုတဲ့အနေဒါ migration ထွက်လီကဘွိုင်းဝလန်တွေကြားထဲမှာတော့စေဘာနာတကောင်တန်းတော့ပြတ်သွားရင်းနဲ့ပဲနောက်မှလည်းပဒန်းတကောင်ပါတောက်လျှောက်တွေပဲရိုက်ခွဲဖို့ကြိုးစားနေဆိုတော့ပဒန်းဖလီကလေးပြေးပြီးတော့ပတ်သွားတယ်အရင်တော့မလွယ်သေးဘူးတာရိုက်ခွဲဖို့ကတော့ဒီနှစ်တင်းကဒါလက်မြတယ်နော်နာမည်ဘီကာတော်ဝါဒီပဲဘလူးတင်းချီသွားပြီးအော်ဘဲကောက်ဒီဇိုင်းကတော့ပေးတကယ်ကောင်းတဲ့ကွန်ဘိုနှစ်ကောင်လုံးတန်းပြတ်သွားရင်းနဲ့ပဲတားရီတို့ဒီကွန်ဘိုသုံးမယ်ဆိုရင်2%မှာရှုံးဝဲမရှိတော့โอเคဒီမှာလည်းကဲပြောင်းပြီးအိုးပူသရှင်တော့ကောင်းနေဘလူးတင်းရလေဒီဘက်မှာလည်းရှိနေပြီစေဘန်းနာပဒန်းမမြင်ဘူး migration ကောက်ဖမ်းတဲ့ဘိုင်းလန်တွေကြားထဲမှာတော့ပဒန်းတကောင်တန်းပြတ်တယ်ဆိုရင်လည်း emergency ကြားထဲကြားထဲမှာနှစ်ကောင်လုံးရှိုးတယ်ပြောင်းကြီးစေဘန်းနာကြီးကလုံးဝကိုဖတ်ပြဲနေပြီသူ့ရဲ့ဒဏ်ယူဘယ်သူမှမခံနိုင်တော့ဘူးလားโอเคဒီဘက်မှာလည်းစီဗန်နာဟိုချောက်ဒီချောင်းနေတာတခုဒီဘက်မှာလည်းပြန်ပြီးပြီးတော့ကြိုးစားemergency ပြန်ဝင်လာပြီဂရမ်ပီယာကောင်တန်းတော့ကြာနောက်ကဘဲကောက်ဒီဇိုင်းခွင့်ပြီးတော့တောင်းချောက်ဒီဘက်1.1 trade ပြန်လုပ်ချင်သေးတယ်ဗျဖီယာပြန်ပြီးကြိုးစားဂရမ်ပီယာပြန်ပြီးချက်တီအိုးစီဗန်နာပြန်ပြီးချက်တီကြားထဲမှာတော့ကဲတောင်းချောက်ဒီဘက်ဖီယာအနေနဲ့တော့ဒါ global number ဦးဝင်ထားတယ်ဆိုတော့လေကျုံးပါပဲလိုက်ဆိုတော့โอเคဖီယာနဲ့ဗဒန်းနဲ့တော့တောင်းချောက်တိုးတိုင်းအိုးလှဝိုက် Pipret ကောက်ထိုးရဆိုအိုးမရဘူးအကာလီကိုပြန်ပတ်တောင်းချောက်ပဲရိုက်ချသွေးနေနေလေးဖလီကပေးပြီးတော့ပြန်တစ်ဖက်မှုချိုးသားရေးဆိုမယ်လေနောက်မှလည်းရိုက်ဖို့ကြီးပြန်မေးဖီယာရိုက်ချက်တရားဗဒန်းကောင်မှာထက်ကြဝိုင်းနဲ့ခရစ်စတန်တော့မတောင်းချောက်ဆိုပဲတဲပြီးရိုက်ချိုးဝိုင်းနဲ့ပတီကွဲကိုတော့ဘလူးတင်းကပဲအနိုင်ရရှိသွားခဲ့ပါတယ်